အားလုံးပဲမင်္ဂလာပါခင်ဗျာဆိုတော့ကျွန်တော်ဒီအရင်နေ့ကတင်ထားတဲ့ဗီဒီယိုလေးမှာပေါ့နော်ကျွန်တော်တို့လာပြီးတော့ညီငယ်လေးတယောက်ကမေးရတာရှိရဆိုတော့ ice အကြောင်းပြောပြပေးပါဆိုတော့ကျွန်တော်တို့ဒီ ice ဆိုတာကလည်းတခြားထူးထူးခြားတော့မဟုတ်ဘူးသူကကျွန်တော်ဒီ methamphetamine ဆိုတဲ့ဒီစိတ်ကြွဆေးခေါင်းစဉ်အောက်မှာပဲရှိတယ်เนาะဆိုတော့ methamphetamine ကိုကျွန်တော်တို့ဘာလဲရှိဆိုတော့ tablet ရှိတယ် tablet ဆိုတာကျွန်တော်တို့အများသိတဲ့ WY ရာဘကိုပြောတာเนาะအဲ့ဒါကိုကျွန်တော် crystal form နဲ့လာတာ ice ရှိတယ်နောက်ပြီးတော့အဲ့ဒါကိုကျွန်တော်တို့ ketamine လို့ခေါ်တဲ့ K ဆိုတာလည်းဒီအုပ်စုအောက်ထဲမှာပါတဲ့ methamphetamine အုပ်စုအောက်ထဲမှာပါတဲ့ကျွန်တော်တို့ဒီမူးယစ်ဆေးဝါးတွေပဲဖြစ်တယ်ဆိုတော့ဒီစိတ်ကြွသူဆေးရဲ့ဒီ side effect တွေစိတ်ကြွသူဆေးရဲ့လူခန္ဓာကိုယ်ပေါ်မှာအာရုံကြောတွေပေါ်မှာအုံနောက်တွေပေါ်မှာတက်ရောက်ပုံကတော့ကျွန်တော်တို့တိတ်ထူးထူးခြားကွာခြားတာမရှိဘူးเนาะဆိုတော့တို့ဘာရောက်နည်းနည်းကွာခြားလဲဆိုကျွန်တော်ဒီ chemical formula လေးနည်းနည်းကွာခြားတာရှိမှာဆိုတော့ဒါတွေကတော့ကျွန်တော်တို့အတွက်တီးဖို့မလိုတဲ့အတွက်ကျွန်တော်အဲ့ဒါကိုအသေးစိတ်ထဲဝင်ကျွန်တော်မပြောတော့ဘူးเนาะဆိုတော့ကျွန်တော်ဒီအားအကြောင်းပြောမယ်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်နဲ့ကျွန်တော်အုံနောက်ပေါ်ဘယ်လိုတက်ရောက်တယ်လဲဆိုတာတော့ကျွန်တော်ထည့်သွင်းပြောပြရမှာဖြစ်တယ်ဆိုတော့ချက်ချင်းဖြစ်လာတဲ့ကျွန်တော်ခံစားချက်ကတော့ဘာလဲဆိုတော့ကျွန်တော်အလွန်အမင်းတက်ကြွလန်းဆန်းတယ်လို့ခံစားရတာเนาะကျွန်တော်တို့ပြီးတော့မောပတ်မှုမရှိပဲယုံကြည်မှုတွေလွန်ကဲလာတာပြီးတော့အစားတောင်းတဲ့အိတ်ချင်စိတ်တွေလုံးဝပျောက်ဆုံးသွားတာဒါလောလောဆယ်ချက်ချင်းလန့်ငင်ဖြစ်တဲ့ကျွန်တော်တို့ဒီခံစားချက်ကိုပြောပြတာเนาะနောက်တစ်ခုကကျတော့ကျွန်တော်ခန္ဓာကိုယ်ပိုင်းဆိုင်ရာရဆိုလို့ရှိရင်နှလုံးခုန်လုံးတွေအစမတန်မြန်လာမယ်နောက်ပြီးတော့သွေးတိုးလာမယ်ခန္ဓာကိုယ်အပူချိန်တွေမြင့်တက်လာမယ်ဆိုတော့ဒီဟာကိုကျွန်တော်ထဲဝင်သုံးဘူးတဲ့လူတွေဆိုလို့ရှိရင်သိတယ်ခိုးသုံးရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဆိုတော့ level တွေဖတ်ကောင်းကျွန်တော်တကားတွေဖွင့်တာဘာညာတာတကားတိတ်ပြီးတော့လို့မကောင်းဘူးဘေးအင်ကနေပြီးတော့ကိုယ်အနီးဆက်ရလူတွေအနှမ်းရမှာဆိုလို့ဆိုအဲ့အခန်းချင်းလေးထဲမှာကျွန်တော်အလုံးပိတ်ပြီးတော့တုံးတဲ့အခါမှာကျွန်တော်တို့အဲ့လိုတွေဖြစ်လာတယ်เนาะနောက်ပြီးတော့ဘာဖြစ်လာလဲဆိုတော့ဒီခန္ဓာကိုယ်အပူချိန်တွေမြင့်တက်လာပြီးတော့ချွေးတွေပြန်လာတာရှိတယ်เนาะဆိုတော့ဒါကသုံးမှုတဲ့လူတွေဆိုသိပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ရေရှည်သုံးဆွဲလာမယ်ဆိုလို့ရှိရင်ဖြစ်နိုင်တဲ့ကျွန်တော်တို့အကျိုးဆက်တွေเนาะဘာတွေလဲဆိုတော့စိတ်ပိုင်းဆိုင်ရာပျက်စီးမှုစိတ်ပိုင်းဆိုင်ရာပျက်စီးမှုကတော့ကျွန်တော်တို့ဒီဘယ်မူရေးစေဝါမဆိုဗျာအရက်တောက်လည်းဒီအတိုင်းပဲသွားတယ်เนาะကျွန်တော်ဆေးကြောက်ရှူလဲကြာလာရင်ဒီအတိုင်းပဲသွားတယ်ကျန်တဲ့ကျွန်တော်ဒီ hard drugs တွေဖြစ်တယ်ကျွန်တော်တို့ဒီเนาะဒီစိတ်ကြွဆေးတွေနောက်ပြီးတော့တခြားသောဒီဘယ်လိုပြောမလဲအာနိသင်ပြင်းတဲ့မူရေးစေဝါတွေအကုန်လုံးကပုံမြန်တာပဲရှိတယ်ဟိုဆိုးကျိုးကတော့အတူတူနီးပါပဲဆိုတော့ဘာတွေဖြစ်မလဲဆိုတော့ကျွန်တော်တို့ခုနပြောတော့ဘယ်ရောက်လဲတန်တရားလွန်ခဲ့ခြင်းเนาะတန်တရားလွန်ခဲ့ခြင်းနောက်ပြီးတော့စိတ်ဓာတ်ကြတာပြီးတော့တရားစုံတယောက်ကကိုယ်လိုက်ပြီးတော့လောက်ကြံနေတာနောက်ကနေပြီးတော့အချိန်မဲတွေလိုက်နေရလို့ထင်တာဆိုတော့အဲ့အထင်တွေပေါ်ပုံမူတည်ပြီးတော့ကိုယ်တိုင်နဲ့အပြင်ကနေပြီးထွက်ပြေးတာမျိုးတွေအများကြီးပဲကြုံရနိုင်တယ်နောက်တစ်ခုကကျတော့ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုတွေကျွန်တော်ဒီဟာကို mad mouth လို့ခေါ်တယ် iceကို WY ကိုကျွန်တော်တို့ရေရှည်သုံးမယ်เนาะဘာမှ protection မခံတော့ဆိုပါဇက်တွေကသွားတွေရဲ့ကြွေလာကြေလွှာတွေပျက်စီးလာပြီးတော့သွားလေးတွေတေးလေးတွေဖြစ်သွားတယ်ပိုးစားထားသလိုမျိုးเนาะ mad mouth လို့ခေါ်တယ်အဲ့ဒါကိုအင်္ဂလိပ်လိုကတော့နောက်ပြီးတော့ဘာတွေဖြစ်လာလဲတရွေးထွက်တဲ့နှုန်းနဲလာမယ်အဲ့တွားတွေကခုနကပြောပုတ်ပွားကြိုးပဲ့ပြီးတော့ကြွေကြကုန်မယ်နောက်တစ်ခုကအရေပြားအနာတွေเนาะကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဒီတချို့တွေဖြစ်တယ်တချို့တွေမဖြစ်ဘူးဆိုတော့ဒါတော့ကျွန်တော်တို့ထွေထူးထူးလာပြီးမငင်းကြပါနဲ့ကျွန်တော်တို့ကဆိုရင်ဖြစ်တယ်ပြီးတော့ကျွန်တော်ကိုလာပြီးတိုင်မင်းတဲ့လူတော်များလည်းဖြစ်တယ်ဘာဖြစ်တာလဲဆိုတော့ယားနာတွေဖြစ်တာเนาะကျွန်တော်အဲ့သုံးတဲ့စီကနေပြီးအမှုန့်တွေပြန်ထွက်တာအောင်เนาะကျွန်တော်ဒီပိုက်ကလေးတွေခံပြီးတော့စုပ်တယ်ဆိုရင်အဲ့ပိုက်မှာရှိတဲ့အထစ်ကလေးတွေမှာကျွန်တော်တို့ဒီစေးအမှုန့်လေးတွေပြန်ကတ်တယ်ဆိုတော့အဲ့ဒါလည်းကိုယ်လက်မှာလည်းကတ်ပါပဲအဲ့တော့ခန္ဓာကိုယ်ကနေပြီးအဲ့စေးသုံးကျင်တဲ့အခါမှာအသွေးသားတွေကနေပြီးယားလာလို့ချင်းကုတ်တယ်ရှောက်ကုတ်တယ်ခန္ဓာကိုယ်အနှံ့အဲ့ကုတ်တဲ့အခါမှာအနာဖြစ်ပြီးတော့ယားနာတွေဖြစ်တယ်တော်တော်နဲ့လည်းကုလို့မပြောက်တော့ဘူးเนาะနောက်တစ်ခုကကြတာပါလဲဆိုတော့ကျွန်တော်တို့ကိုယ်လေးချိန်ကြမယ်ကိုယ်လေးချိန်ကြမယ်ဆိုတာကတော့ကျွန်တော်တို့ဒီမူးဝေးစေဝါသုံးဆွဲတဲ့အခါမှာတော်တော်များများ main ကလေးတွေစဉ်းစားကြတဲ့ထောင်ချောက်ကဝိတ်ကြခြင်းလို့ဆိုတဲ့ထောင်ချောက်ဆိုတော့ဝိတ်ကြတာမဟုတ်ဘူးကျွန်တော်ခန္ဓာကိုယ်ကြီးကချွတ်ချုံကြပြီးတော့အောင်ကြောတွေပျက်စီးလာမယ်ကြွက်သားတွေအားနေလာမယ်ကြွက်သားတွေရုပ်ရော့ပျက်စီးလာမယ်အဲ့လိုဖြစ်သွားပြီးတော့ခန္ဓာကိုယ်ကပိန်ချုံပြီးတော့ဟိုအသားရည်တွေကလည်းခန်းချောက်ပြီးတော့အဲ့လိုမျိုးစုပ်ပြတ်တတ်သွားတာမျိုးပြောတာเนาะဟိုလိုမျိုးကောင်းကောင်းမွန်မွန်ဝိတ်ကြတာမျိုးမဟုတ်ဘူးဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အမြင်မလွဲမားစေဖို့လိုပါတယ်နောက်တစ်ခုကကျွန်တော်တို့ဆေးဖြတ်တယ်ဆိုလို့ရှိရင်ဘာတွေခံစားရမလဲဆိုတော့ပြင်းထန်စွာမော်ပန်နွမ်းနေပြီးတနေ့ကိုကျွန်တော်အိပ်ရတဲ့မှာအိပ်နေတာမျိုးတွေဖြစ်မယ်ဟိုအိပ်ရနိုးတော့ဆိုရင်စားရင်လည်းစားနိုင်မယ်မစားရင်လည်းပြန်အိပ်မယ်အဲ့ဒါမျိုးပထမ2ပတ်လောက်မှာတောက်လျှောက်ကြုံရတာမျိုးရှိတယ်เนาะအိပ်လိုက်စားလိုက်ပဲဖြစ်နေမယ်နောက်ပြီးတော့စိတ်တူလွယ်မယ်စိုးရင်ပူပန်မှုတွေလွန်ကဲမယ်နောက်စိတ်ဓာတ်ကြခြင်းဖြစ်မယ်နောက်ပြီးတော့ဒီမူးဝေးဆေးကိုပြင်းပြပြန်လဲသုံးစွဲခြင်းစိတ်ပေါက်မယ်ဆိုတော့ဒါကတော့ရေဘူးရအားဖြင့်เนาะကျွန်တော်ခြုံငုံပြီးပြောလိုက်တာဖြစ်ပါတယ်ဆိုတော့ဒီညီလေးမေးရတဲ့မေးကို ice ဆိုတာဘာလဲ ice အကြောင်းပြောပြပါလို့ပြောတယ်ဆိုတော့ကျွန်တော်ဒီစိတ်ကြွစေးနဲ့ပတ်သက်လို့ပါကျွန်တော်အခုလက်ရှိဒီ TikTok အကောင့်ထဲမှာเนาะကျွန်တော်ဒီ YouTube အကောင့်ထဲမှာကျွန်တော်အများကြီးပြောထားခဲ့ပြီးသားဖြစ်တယ်ဆိုတော့အဲ့ဒါတွေနဲ့ပတ်သက်တဲ့ကောင်းကျိုးဆိုးပြစ်တွေဖြစ်လေဖြစ်တာရှိတဲ့စိတ်နေသဘောထားတွေเนาะကျွန်တော်ခံစားရတဲ့စိတ်ကြမ်းမာရေးတွေအကုန်လုံးကတော့အတူတူပဲဆိုတော့အဓိကအပြန်ချုပ်ရမယ်ဆိုလို့ရှိရင်ဘာလဲဆိုတော့ methamphetamine ကျွန်တော်အတူကောင်း meth လို့ခေါ်တယ်เนาะနိုင်ငံခြားရုပ်ရှင်ကြည့်ဘူးတဲ့လူတွေဆိုလို့ရှိရင်ကောင်းကောင်းသိမယ် meth လို့ခေါ်တဲ့ဒီမူးယစ်ဆေးဝါးရဲ့ခေါင်းစဉ်အောက်မှာကျွန်တော်
methamphetamine tablet လို့ခေါ်တာ W1 methamphetamine crystal လို့ခေါ်တာเนาะကျွန်တော်တို့ဒီ ice ကိုပြောတာနောက်ပြီးတော့အဲ့ ketamine ဆိုတာ methamphetamine ကိုပဲအဖြူရောင်အမှုန်လေးလာတယ်เนาะအခုနောက်ပိုင်းနှာခေါင်းကနေရှုံကြတာမျိုးတွေရှိတယ်เนาะအောင်ကြောပို့ပြီးတော့ပျက်စီးဖို့လွယ်ပါတယ်မဆန်းကြပါနဲ့ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံသောနေ့ရက်အချိန်ခါလေးဖြစ်ကြပါစေ